ဆိုင်တရားကိုခိုင်သူပါတဲ့မန္တလေးခိုင်သူပါနော်ဆိုင်တရားမန္တလေးခိုင်သူရဲ့ရွှေကြီးဓမ္မတီးလုံးမှာနော်မန္တလေးခိုင်သူတီးခတ်နေတဲ့ကိုလွမ်းမိုးရဲ့ရွှေကြီးဓမ္မတီးလုံးမှာပွဲငါးခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘုတ်တင်ခြင်းလို့ပဲဖြစ်ဖြစ်အဝိုင်းတီးဆိုင်တင်ခြင်းလို့ပဲဖြစ်ဖြစ်980943ရှင်းနေလေးဘိုင်ဘာကိုဆက်သွယ်ပေးပါ980943ရှင်းနေလေးကိုလည်းဖုန်းခေါ်ဆိုရပါတယ်40813940813953ကိုလည်းဆက်သွယ်နိုင်ပါတယ်နော်ကေဘီတင်တဲ့ဒီနေ့စတင်ဖွင့်လှစ်ပါပြီတဲ့နော်ကေဘီကြာမန္တလေးခိုင်သူမင်္ဂလာဆိုင်ကပါ